ဒီတရားရှိစုရနာသုံးပါးကိုရည်စူးပြီးဖယားကြီးကိုလည်းထီးတော်30လှူဒန်းခဲ့ပါတယ်။ငါထွေကြီးများဖြစ်ပြီးဝါရင်း3လပတ်လုံးကျောင်းတော်ရဖယားအားအာရောက်ဖူးမြော်ကြသောဖယားဖူးငါးကြီးများဖြစ်သည်။မနက်စာသာစားပြီးတက်လွတ်ဖွဲနုမုံတို့ကိုသာစားကြပါတယ်။မှာတော့ပြီးအကြည်မျိုးမြင့်သောရေးဆွဲတော်ကျောင်းတော်ရာစီမဟာတက္ကရာ124ခု BC 600မှာမြတ်စွာဘုရားရှိတဲ့နောက်ပိုင်းယဟန်နာများဟာဝါနိစ္စဂမရွာကိုတွက်ချီရဲ့ဝါနိစ္စဂမရွာသားပုံနာတကျွေနဲ့ကုံတယ်များလူရန်နဲ့သံလူလက်သားကျောင်းတော်ကြီးကိုဘုရားရှိခိုးရတော်လူခဏတော်မူပြီးခုနှစ်ပတ်လုံးတဲ့လုံးဝတရားဟောချီချစ်ခဲ့ပါတယ်။မဟာဘုံနာမထေရနဲ့တပည့်တာဝကတို့ကရရှိကိုကြီးညိုသောအဖြစ်မြတ်စွာဘုရားရေဝိဆံပေတော်မူခဲ့သောကန္နာယုံကျောင်းတော်ရာကိုကပီးထိုးပြီးကြောက်စာတည်ရဲ့မဟာဘုံနာမထေရကြီးပြိဋိဘံစံတော်မူ၏နောက်တိမ်မြုပ်ပြုတ်ကွယ်သွားခဲ့ပါတယ်။ကောဇာတက္ကရာ458ခုနှစ်အာသရာတက္ကရာ1640ပြည့်နှစ်မှာကံပြည့်ရှင်အလောင်းစီတူမင်းရောက်ရှိလာပြီးရောက်စာကိုလူပေါ်ရရှိခဲ့ဒါရှိကိုရောတိုင်းကြောက်ရွံတဲ့သုံးခဲ့တဲ့နေရအမှန်ဖြစ်တာကြောင့်ဝမ်းမြောက်ဝမ်းသာစွာနဲ့ကျောင်းတော်ရာစေဒီကျောင်းပိန်ဈဉ္ဉံတို့စီရတော်မူခဲ့အပြင်ကျောင်း69ကျောင်းကိုလည်းကောင်းမှုပြုခဲ့ရာဟုတောင်းနိုင်စေစနေတောင်းနိုင်စေဒီနေခုနေတောင်းစေဒီအင်္ဂါတောင်းစေဒီနဲ့အရာစေဒီ180မြေတာသုံးပါးကိုရည်စူးပြီးဘုရားကြီးကိုလည်းရှိတော်30လှူဒန်းခဲ့အင်းနောက်မှာတော့ကာလရှိကြပျက်စီးမှုတွေကိုမင်းအဆက်ဆက်ညှို့မြင်လှူဒန်းခဲ့ကြောင်းသိရပါတယ်။ခုချိန်မှာတော့နှစ်စဉ်တပေါင်းလားပြင်းနေမှာလားပြည်ကျော်ရှိခဲ့နေသည့်ဘုရားပွဲတော်ကြီးစီကားတိုင်းမြေဆိုဖြစ်ပါကျောင်းတော်ရဘုရားသို့ပြပူးလာကြသူများမရောက်ရောက်အောင်သွားနေကြသောအကြောင်းမှာမန်းချောင်းတွေ့ချိငါတွေ့စိတ်တို့ဖြစ်ငါတွေ့ကြီးများဖြစ်ပြီးဝါရင်း3လပတ်လုံးကျောင်းတော်ရဘုရားလာရောက်ပူးမြော်သောဘုရားပူငါးကြီးများဖြစ်သည်လက်စာပဲစားပြီးတက်လို့ဖွဲတူမုံလို့ကိုသာစားကြအရင်းဝါလာချစ်တာနဲ့ငါးတွေဟာတကောင်းတလေးမှမကြမ်းထူးဆန်းစွာပြန်သွားကြလူတကိုသာရှိရဲ့ထူးဆန်းတဲ့ငါးကြီးတွေဟာလူကိုအာလည်းမပြုတ်ကြတဲ့သူတော်ကောင်းငါးကြီးများလို့တင်စားကြရှေးနေပေါင်းများစွာကလေးကနှစ်စဉ်ဝါသောလာစမ်းရှိရဲ့နေကစပြီးနောက်ဆုံးရှိရဲ့နေထိငါးကြီးများလာရလမ်းတစ်လျှောက်မှာငါးမဖမ်းရင်ပိုက်မချရင်စိတ်ပင်တားမြစ်ခြင်းကိုအလောင်းစီသူမင်းလက်ထက်ကစားပြီးကြောက်စာရေးထိုးထားခဲ့တယ်